တလားကိုမြန်မာငွေ3သိန်းလောက်ဝင်ငွေရှိနေတဲ့သူတို့ချို့ကအလုပ်အရမ်းများတယ်ဆိုပြီးတော့အမြဲပြောနေတာကိုတင်သတိထားမိပါသလားတချို့လူတွေကတော့တလားကို300လောက်ဝင်ငွေရှိပေမဲ့အပန်းဖြေခီးတွေတောင်မှအေးအေးဆေးဆေးထွက်နေနိုင်ကြပါတယ်ဘယ်ဟာကကွာခြားသွားစေတာလဲကံကောင်းတာတွေနိုင်ငံရေးနောက်ခံ background တွေကိုခဏထားအချိန်ကိုနားလဲပုံချင်းလုံးဝမတူတာကြောင့်ဆိုတဲ့ရှုထောင့်ကနေဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နားထောင်ရတာစိတ်မသက်မသာဖြစ်စေနိုင်ပေမဲ့မဖြစ်မနေရင်ဆိုင်တဲ့ခေါင်းစဉ်တစ်ခုဖြစ်တာကြောင့်ဒီဗီဒီယိုလေးကိုလုပ်လိုက်ရခြင်းဖြစ်ပါတယ်အဲ့ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်နော်အခုဗီဒီယိုကိုကြည့်နေတဲ့သူကပထမဆုံးလာကြည့်ရဆိုလို့ရှိရင်ကျွန်တော်ရဲ့ Money Man မြန်မာ channel ကကျောင်းတွေမှာမတင်ပေးတဲ့ငွေကြေးနဲ့ဆိုင်တဲ့သိပညာတွေကိုတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ဒီလိုကျောင်းအလေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီ channel လေးကို subscribe လုပ်ထားခဲ့ပါစင်ရဲသူတွေရဲ့အချိန်ကိုသတ်မှတ်ထားတဲ့အမြင်ကလူတစ်ယောက်ရဲ့ကံကြမ္မာကိုဘယ်လောက်တောင်မှတက်ရောက်မှုရှိလဲဆိုတာကိုအရင်ပြောပြပါမယ်ပထမဆုံးရင်နာစရာကောင်းတဲ့အချက်တစ်ခုကတော့စင်ရဲတဲ့သူတွေကသူတို့ရဲ့အချိန်ဟာတန်ဖိုးမရှိဘူးလို့အမြဲခံစားနေရတယ်ချမ်းသာတဲ့သူတွေကကြတော့အချိန်ကိုသူတို့ရဲ့အဖိုးထိုက်တန်ဆုံးပိုင်ဆိုင်မှုအဖြစ်သဘောထားကြပါတယ်ဒီခွာခြားချက်ကပဲလုံးဝမတူတဲ့ဘဝလမ်းကြောင်းခရီးနှစ်ခုကိုတိုက်ရိုက်ဆုံးဖြတ်ပေးလိုက်တာပဲဖြစ်ပါတယ်ဥပမာအချိန်တစ်ခုကိုစဉ်းစားကြည့်ပါမြန်မာငွေ9000လောက်ချွေတာဖို့အတွက်2နာရီလောက်ကြာအောင်အချိန်ကုန်ခံပြီးတော့စူပါမားကတ်3ခုလောက်ကိုပြေးလွှားပြီးတော့နောက်ဆုံးမှာဈေးပေါ်တဲ့ပစ္စည်းတစ်ခုကိုဝယ်ခွင့်ရလိုက်တယ်ဆိုပါစို့ဘာပဲဖြစ်ဖြစ်သင်ကတော့ပတ်စံကိုချွေတာလိုက်ရတယ်လို့ခံစားမိမှာပဲဒါပေမဲ့ဒီ2နာရီကိုသာအသုံးချပြီးတော့ကိုယ့်ကိုဝင်ငွေရှာပေးနိုင်တဲ့ကျွမ်းကျင်မှုပညာရပ်တစ်ခုကိုသင်ယူမယ်ဘဝအတွက်တိုးတက်စေမယ့်စာအုပ်တစ်အုပ်ကိုဖတ်မယ်ဒါမှမဟုတ်ဝင်ငွေတိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေစဉ်းစားနေမယ်ဆိုရင်ပို့ပြီးတော့တန်ဖိုးရှိမှာမဟုတ်ဘူးလားနောက်ထပ်ဥပမာတစ်ခုကကြတော့တငယ်ချင်းတယောက်ကအိမ်ပြောင်းဖို့အကူအညီတောင်းတော့သင်ကဘာမှမပြောဘဲနဲ့အားနာပြီးတော့ကူညီပေးလိုက်တယ်စနေတနင်္ဂနွေ2ရက်လုံးအချိန်ကုန်သွားတယ်ဒါကိုဘော်ဒါတွေပဲလူမျိုးရေးရဖြစ်တဲ့နယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့ဒီနားရက်ဆိုတာကကျွန်တော်တို့တစ်ပတ်လုံးပြင်ပန်းထားသမျှအတွက်အားပြန်ဖြည့်ဖို့အစီအစဉ်တွေပြန်ဆွဲဖို့ plan တွေပြန်ချဖို့ဒါမှမဟုတ်ရင်အမြဲလှုပ်ချင်ပင်မဲ့အချိန်မရလို့မလုပ်နိုင်သေးတဲ့အရာတစ်ခုကိုလုပ်ဖို့အသုံးပြုနိုင်တယ်ဆိုတာကိုသင်စဉ်းစားမိဘူးလားဒါကဆင်းရဲတဲ့သူတွေရဲ့အချိန်အပေါ်သတ်မှတ်ထားတဲ့သဘောထားရဲ့ပထမဆုံးထောင်ချောက်တစ်ခုပဲဖြစ်ပါတယ်အချိန်ကိုအသုံးပြုပြီးတော့ပတ်စံအနှင်းငယ်နဲ့လဲတာဒါမှမဟုတ်ရင်အချိန်ကိုယ်တိုင်ကအကြီးမားဆုံးသောပိုင်ဆိုင်မှုစီးစိမ်တစ်ခုဖြစ်တယ်ဆိုတာကိုမေ့လျော့ထားခြင်းပဲဖြစ်ပါတယ်။သင်ချွေတာလိုက်တဲ့ငွေ9000ကအမြတ်လို့သင်ထင်နေပါလိမ့်မယ်။လက်ရှိမြင်နေရတဲ့ငွေပမာဏနည်းနည်းလေးအတွက်အနာဂတ်မှာဖြစ်နိုင်ခြေရှိရပိုကောင်းတဲ့ဘဝတစ်ခုကိုသင်လဲမိနေတာမျိုးကိုသတိထားမိပါသလား။ဒုတိယထောင်ချောက်ကတော့ပိုပြီးတော့ကြောက်စရာကောင်းပါတယ်။အလုံးရှုံနေတာကိုငါအရန်စူးစမ်းနေတယ်လို့မှတ်ယူခြင်းပဲဖြစ်ပါတယ်။လူများစုကနေ့တိုင်းမနာတဲ့အလုံးရှုံနေကြတယ်။ညနေတဲ့အထိအချိန်ပိုတွေစဉ်းကြရဲစနေတနင်္ဂနွေမှာတော့မနာကြအောင်အလုပ်တွေအရန်စူးစမ်းနေတယ်လို့ထင်ရပေမဲ့သေချာပြန်စဉ်းစားကြည့်ရင်ဘာတွေလုပ်မိနေကြတာလဲအသေးပွဲကိစ္စတွေဖြည့်ရှင်းတာရေးပေါ်ကိစ္စလေးတွေဖြည့်ရှင်းတာနဲ့တူညီတဲ့အလုပ်တွေကိုထိုက်ခါတလဲလဲလုံးရတဲ့အလုပ်တွေကိုလုံးမိနေတာပဲဖြစ်ပါတယ်နေ့တစ်နေ့ကုန်သွားပြန်ရင်လည်းဒါပင်ပန်းနှွဲ့မှုတွေကလွဲပြီးတော့ဘာတစ်ခုမှစူးစောင်းမိတာမရှိဘူးဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဘာဖြစ်လို့လဲဆိုတော့ဆင်းရဲတဲ့သူတို့ရဲ့အချိန်ပေါ်အယိုးဆွဲအောင်မှတ်ယူထားတဲ့လွဲမှားနေတဲ့အတွေးပုံစံတစ်ခုကြောင့်ပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ငါ့အချိန်ကတန်ဖိုးမရှိဘူးအလုပ်ပို့လုပ်ပြီးတော့ပတ်စံပို့ရတာကပိုကောင်းတယ်ဆိုတဲ့အတွေးပုံစံပေါ့ဒါကြောင့်မလို့မဆုံးနိုင်တဲ့တန်ရာထဲမှာပဲရုံးမထွက်နိုင်ဖြစ်နေပါတယ်အချိန်ကိုတန်ဖိုးမရှိဘူးလို့ခံစားရလို့တန်ဖိုးနှိမ့်တဲ့အလုပ်တွေအတွက်အချိန်အားလုံးကိုရောင်းလိုက်ကြတယ်သူတို့အတွက်အချိန်တွေကမရှိတော့ဘူးဆိုတော့ကိုတိုးတက်အောင်မြင့်တင်မှုအတွက်အခွင့်အရေးတွေကလည်းမရှိကြအောင်ဒါကြောင့်မလို့အချိန်ကဆက်ပြီးတော့တန်ဖိုးရှိမနေတော့ချမ်းသာတဲ့သူတွေကဘယ်လိုစဉ်းစားလဲသူတို့ကတေချာစီစစ်တွက်ချက်တတ်ကြတယ်9ရက်တနာရီလောအားက1000လောက်ရှိတယ်ဆိုလို့ရှိရင်2နာရီကြာအောင်အချိန်ပေးပြီးတော့9000လောက်ချွေတာလိုက်တာဟာတကယ်တမ်းမှာသူတို့အတွက်1000ခွဲလောက်ရှုံးသွားတာလို့ပြောလို့ရတယ်ဒါကြောင့်မလို့သူတို့ကပတ်စံကိုချွေတာဖို့အချိန်ကိုပေးလိုက်ရတာထက်ပတ်စံပေးပြီးတော့အချိန်ကိုဝယ်ယူဖို့ဆိုတော့ပို့ပြီးတော့လိုလားကြပါတယ်ဒါဆိုရင်သူတို့ချွေတာထားတဲ့အချိန်ကိုဘယ်နေရာတွေမှာသုံးကြလဲတင်ယူမယ်စဉ်းစားတွေးခေါ်မယ်လူမှုဆက်ဆံရေးတွေတိစောက်တာရင်နဲ့အခွင့်အလမ်းတွေကိုရှာဖွေခြင်းတွေမှာအသုံးပြုကြပါတယ်ဒီအရာတွေကရေတိုမှာအကျိုးမြတ်မရှိနိုင်ပေမဲ့ရေရှည်မှာတော့အစာပေါင်းများစွာတိုးတက်မှုကိုဆောင်ကျဉ်ပေးနိုင်ပါတယ်ဆင်းရဲတဲ့သူတွေကအချိန်နဲ့ပတ်စံကိုလဲကြတယ်ချမ်းသာတဲ့သူတွေကကြတော့အချိန်ကိုပတ်စံနဲ့ပြန်ပြီးတော့ဝယ်ယူကြတယ်အဲဒါကြောင့်မလို့ဆင်းရဲတဲ့သူတွေကဆင်းရဲတဲ့ဆင်းရဲနေပြီးတော့ချမ်းသာတဲ့သူတွေကကြတော့ချမ်းသာတဲ့ချမ်းသာနေကြတာပဲဖြစ်ပါတယ်ဒါကဆွေးနွေးချက်တစ်ခုဆိုတာထက်တင်ချပု္ပ္ပစာလေးတစ်ခုလိုပါပဲဒါဆိုရင်ဘယ်လိုပြောင်းလဲကြမလဲပထမအဆုံးအဆင့်ကတော့ကိုယ့်အချိန်ကိုအရင်ဈေးနှုန်းပြန်ပြီးတော့သတ်မှတ်ရပါမယ်
တင်းရဲ့တနားရီလောက်ခကိုတွက်ချက်ပြီးတော့တင်းကိုတင်မေးပါဒီအရာအတွက်ဒီလောက်ဈေးပေးပြီးတော့လုပ်ဖို့ထိုက်တန်ရဲ့လားဥပမာကျွန်တော်တက်စီစီးတာကဘတ်စကားစီးတာထက်ဒါ9000လောက်ပိုကုန်ပေမဲ့တနားရီချွေတာနိုင်မယ်အဲ့ဒီတနားရီအတွင်းမှာတင်က1000ထပ်ပိုတဲ့တန်ဖိုးကိုဖန်တီးနိုင်မယ်ဆိုရင်တက်စီကိုပြက်ပြက်တသားငှားစီသွားလိုက်ပါဒုတိယအဆင့်ကတော့အာမနာပါနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကအရန်အားနာတတ်ကြတယ်မလုံနိုင်ပါဘူးလို့ပြောတတ်အောင်လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်တငယ်ချင်းတွေရဲ့ကြိုးကြောင်းမစီလျော်တဲ့တောင်းဆိုချက်တွေအတိတ်ပင်မရှိရဲ့စုပြီးတော့စားတောက်တာတွေနဲ့လှုပ်လဲရတယ်မလှုပ်လဲရတဲ့အလုပ်တွေကိုလုံးဝညှင်းဆိုဖို့လိုအပ်ပါတယ်တင့်ချိန်ကကန့်သက်ချက်ရှိတဲ့အတွက်ယင်းနှမြုံနှံမှုတစ်ခုလိုတေချာရွေးချယ်ဖို့လိုအပ်ပါတယ်အရေးမကြီးတဲ့ကိစ္စတွေကိုမလုံနိုင်ပါဘူးလို့ပြောပြီးတော့တကယ်အရေးကြီးတဲ့ကိစ္စတွေကိုပဲကိုယ့်အချိန်ကိုတန်ဖိုးတေချာသတ်မှတ်ပြီးတော့စဉ်းစားပြီးမှပေးသင့်ပါတယ်တတိယအဆင့်ကတော့အနာဂတ်အတွက်ယင်းနှမြုံနှံပါနေတိုင်းအနာဂတ်အတွက်အနည်းဆုံး2နာရီလောက်ခြံထားပေးဖို့လိုအပ်ပါတယ်အဲ့ဒီအချိန်တွေကိုအသစ်သောပညာတွေသင်ယူဖို့ရေရှည်စီစဉ်တွေကိုစဉ်းစားဖို့နဲ့ compound interest ကအကျိုးသက်ရောက်မှုရှိတဲ့စွမ်းရည်တွေကိုမွေးမြူဖို့အတွက်အသုံးပြုပေးပါအဲ့ဒီ2နာရီကလက်ရှိမှာတော့ချက်ချင်းဝင်ငွေမရနိုင်ပေမဲ့သူတို့ဟာတင့်ကိုအခုလက်ရှိဘဝကနေရုံထွက်ဖို့အတွက်တခုတည်းသောအခွင့်အရေးဖြစ်ပါတယ်စရုဒ္ဓအဆင့်ကတော့အလုတ်များတာဟာကောင်းတယ်ဆိုတဲ့အယူအဆကိုပြောင်းလဲပေးဖို့လိုအပ်ပါတယ်တကယ်ကျွမ်းကျင်သူတွေဟာအလုတ်အများဆုံးသူတွေမဟုတ်ပါဘူးသူတို့ဟာမလိုအပ်ဘဲနဲ့အချိန်ကုန်တာတွေကိုရှော့ချတယ်အာယုံစိုက်တယ်သူတို့ကအချိန်20%လောက်ကိုသုံးပြီးတော့80%လောက်သုံးမှရလာနိုင်တဲ့တန်ဖိုးတွေကိုဖန်တီးတတ်ဖို့နားလည်ကြပါတယ်အလုတ်ရှုပ်တာဟာဂုဏ်ယူနေရမယ့်ကိစ္စမဟုတ်ပါဘူးဒါကကိုယ့်ရဲ့အချိန်စီမံခန့်ခွဲမှုဉာဏ်ဖြင်းတယ်ဆိုတာကိုပြနေတဲ့လက္ခဏာပဲဖြစ်ပါတယ်နောက်ထပ်နာကျင်စရာကောင်းတဲ့အမှန်တရားတစ်ခုရှိပါသေးတယ်ဆင်းရဲတဲ့သူတွေရဲ့အချိန်ပေါ်ထားတဲ့သဘောထားဆိုတာထက်တကယ်တော့မိမိကိုယ်ကိုနှိမ့်ချအောင်နှိမ့်ချနေခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့အချိန်ကိုတန်ဖိုးမရှိဘူးလို့ခံစားနေရတာကတကယ်တမ်းတော့ကိုယ့်ကိုယ်တန်ဖိုးမရှိဘူးလို့ခံစားနေရတာနဲ့တူတူပါပဲဒီစိတ်နေစိတ်ထားမျိုးရှိနေပြီဆိုတာနဲ့ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်ဖို့လမ်းကြောင်းတွေကိုနှီးမျိုးစုံနဲ့ပိတ်ဆို့မိရတာဖြစ်သွားပါလိမ့်မယ်။လားစာတိုးဖို့အတွက်မတောင်းရဘူး။ကြိုးကြောင်းမစီလျော်တဲ့တောင်းဆိုမှုတွေကိုလည်းမငြင်းရဘူး။ကိုယ့်အချိန်အတွက်ဈေးနှုန်းမသတ်မှတ်ရဘူး။နောက်ဆုံးမှာတော့အချိန်တန်ဖိုးမရှိတဲ့သူတွေပဲဖြစ်သွားပါတော့တယ်။ဒါကြောင့်မို့လို့အချိန်အပေါ်မြင်တဲ့သဘောထားတွေကိုပြောင်းလဲဖို့အတွက်ဆိုလို့ရှိရင်ပထမဆုံးကိုမြင်ပြီးတော့ကိုယ့်ရဲ့အတွေးခေါ်တွေကိုအရင်ဆုံးပြောင်းလဲပြဖို့လိုအပ်ပါတယ်။တင့်အချိန်ကအဖိုးတန်တယ်။တင့်ဘဝကအဖိုးတန်တယ်။တင်ဟာပိုကောင်းတဲ့ဘဝကိုရဖို့ထိုက်တန်တယ်ဒီချက်တွေကိုတင်တကယ်ယုံကြည်လာတဲ့အခါမှာတင်ဟာအချင်းကိုလွယ်လွယ်ကူကူဈေးပေါ်နဲ့ရောင်းစားတော့မှာမဟုတ်ပါဘူးအလုံးများနေတာနဲ့ကိုယ့်ဘဝကိုပြောင်းလဲဖို့မိနေတာတွေမဖြစ်တော့ဘူးကိုယ့်အတွက်အရေးမပါတဲ့အားထုတ်နေမှုတွေထဲမှာလည်းအချင်းတွေအကုန်ခံမနေတော့ဘူးအချင်းဟာတင်အတွက်တီးတန့်ပိုင်ဆိုင်တဲ့တစ်ခုတည်းသောစီးစိမ်ဖြစ်တယ်ဆိုတာကိုအမြဲတမ်းရပေးပါပတ်စံကပြန်ရှာလို့ရတယ်အခွင့်အရေးတွေလည်းပြန်ရှာနိုင်တယ်ဒါပေမဲ့အချင်းကတော့တစ်ခါကုန်သွားရင်ပြန်မရနိုင်တော့တင်ကဆင်းရဲတဲ့သူတွေရဲ့အချိန်ပေါ်သတ်မှတ်ထားတဲ့အတွေးအမြင်မျိုးနဲ့သာအသက်ရှင်နေသေးတယ်ဆိုလို့ရှိရင်အခုချက်ချင်းပဲရက်ပြီးတော့တင်ရဲ့နေ့ရက်တိုင်းကိုပြန်လဲဆန်းစစ်ပေးဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တင်ဖြုံးတီးနေတာကအချိန်ဆိုတာပဲမဟုတ်တင်တောက်ပပြီးတော့ဝင်ကြွားနေနိုင်ခဲ့တဲ့ဘဝတစ်ခုပဲဖြစ်ပါတယ်။ဒီနေ့ကစပြီးတော့ချမ်းသာတဲ့သူတွေလို့အချိန်ကိုစဉ်းစားပါပြောင်းလဲသွားမှာကဝင်ငွေတစ်ခုလည်းမဟုတ်ပါဘူးဘဝတစ်ခုလုံးရဲ့ဖြစ်နိုင်ခြေရှိတဲ့ဒီထက်ကောင်းတဲ့ဘဝတွေဖြစ်တယ်ဆိုတာကိုသင်တွေ့ရပါလိမ့်မယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးငွေကြေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေဘဝအတွက်ကြိုးရှိစေမယ့်အကြောင်းအရာတွေကိုကျွန်တော်ရဲ့ Money Mind မြန်မာ channel ကနေတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ